လုံးမင်္ဂလာပါဒီနေ့ကတော့ကျမတို့ရိုးရဖြစ်တဲ့ဒါဟဲပူဟင်းလေးချက်စားဖြစ်ခဲ့ပါတယ်ဟင်းကိုချက်ဖို့အတွက်ဆိုရင်တော့အဓိကအသေးရွက်တွေပဲလိုပါတယ်နော်ရွက်မှာဆိုရင်လည်းကိုကြိုက်တဲ့ဟင်းသီးရွက်တွေထည့်လို့ရပါတယ်နော်အဲ့တော့၄မျိုး၅မျိုးလောက်ပဲထည့်ပေးထားပါတယ်ဆိုရင်ခရမ်းသီးရဲ့ဘူးညွန့်ရဲ့မြင့်ရဲ့ရုံးပရိသီးရဲ့ငရုတ်သီးစိမ်းလေးရဲ့ထည့်ထားပါအဲ့ဒီတေချာရေးစေးတက်စင်ပြီးရင်တော့ရေနဲ့ပြုတ်ပါမယ်ရွက်ကိုတော့တေချာလေးနူးအောင်ပြုတ်ထားပါမယ်နော်နူးဤသွားပြီဆိုရင်တော့စုံနဲ့ထည့်ထားပါရုပ်စုံကကွဲသေးနေရကျမအားမရနဲ့စလုံးကြီးတွေထည့်ပြီးတော့ပဲထောင်းထုတ်လိုက်တော့အရင်ညက်နေစရာထောင်းဖို့လည်းမလိုပါဘူးနော်နည်းနည်းကြည့်ရုံလောက်ဆိုရပါပြီ။နော်ခုနပြုတ်ထားတဲ့ရေထဲကိုပဲပြန်ထည့်ပါမယ်။နော်ငပိစိမ့်စားရေဖြောထားတာလေးထည့်ပါမယ်။အနေနဲ့ကတော့အချုံမုံစားငပြရေခနောရှိခနောထည့်လို့ရပါတယ်။ဆိုရင်တော့အရင်စားကောင်းတဲ့ရှူးရှဲဟင်းတစ်ခွက်လေးရပါပြီ။ဟင်းကတော့လုံးဝစီမထည့်ထားပါဘူးနော်။သူတွေတော့မသိဘူးနော်။ကျမတို့ရွေးအစားဆိုတော့အရင်ကြိုက်ပါတယ်။ရှူးရှူးရှဲရှဲနဲ့စားလို့အရင်ကောင်းပါတယ်။တော့ဒါဟဲပွေးဟင်းလေးရပြီဆိုတော့ကြက်သားလေးကြော်ပါမယ်။လေးကိုတော့အမြောင်းလေးလီးပြီးတော့ကြော်ထားပါတယ်။ကိုကတော့ကြက်သားကြော်ထားလေးရပြီဆိုတော့ပကံနဲ့ထည့်လိုက်ပါမယ်။အတွက်ကတော့ကေဒါဟဲပွေးဟင်းနဲ့ကြက်သားကြော်လေးပဲဖြစ်ပါတယ်။ငါတော့နာတဲ့ပေါင်းနေလို့တိခိုင်ပြီးနောက်ထောက်ပေးကြပါနော်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်။အားလုံးပဲ good night ပါ။နောက်မမူ bye bye